الرحيم أرجونا غير منصرف أكان ديني تيما بنا ثانيا الممنوع من الصرف سورة غير منصرف أجاوم شده और غैर मुंसरिफ अचाऊं मतेंगे मां जनो ओ غैर मुंसरिफ ने पद्धत तीदें तीठाई दे अच्छे अल्ले ले को जनो पठमा प्यो में अरा ले को तिचा मतပြီးတော့နောက်ပိုင်းမှာစာဖတ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့လွယ်သွားလိမ့်မယ်အဓိကတော့ကျွန်တော်ဒါတွေကိုဏိဒန်းအနေနဲ့ပြောတယ်ဆိုတာဒီဏိဒန်းကိုတိချာမှတ်ထားတယ်ဆိုရင်စာနဲ့တိုက်လိုက်တဲ့အခါကျရင်လွယ်ကူသွားရန်အတွက်ဟိုကျွန်တော်ဒီဒါဒီမှာတိတင်တိလိုက်တဲ့အချက်လက်တွေကိုကျွန်တော်ပထမပြောလိုက်တယ်ပြောပြီးတော့ဒါကိုတိချာကောင်းနဲ့မှတ်မိပြီဆိုရင်ကျွန်တော်စာနဲ့တိုက်လိုက်အဲ့ဒါဆိုလို့ရှိရင်ဖတ်ရတယ်လည်းလွယ်သွားမယ်အဲ့တော့ ثانيا الممنوع من الصرف နော် surf ဆိုတာကဒီဇဘရစီတွေအချိန်နှောင်းဖြစ်တာပေါ့နော်အပြောင်းအလဲဖြစ်တာအဲ့ဒီအချိန်နှောင်းကနေပြီးတော့ mamnu ဆိုတာတားတယ်ဆိုတဲ့သဘောကဇဘရစီပြောင်းလဲခြင်းကနေတားတယ်ဆိုတဲ့သဘောကဇဘရစီမပြောင်းလဲဘူးဇဘရစီမပြောင်းလဲဘူးဆိုရင်ဒါကိုဘာခေါ်လဲغير منصرف လို့ခေါ်တယ် man israf လို့လည်းခေါ်တယ် ينقسم الاسم المعرب الى قسمين အဲ့တော့ကျွန်တော်မနေ့ကနောက်ဆုံးမှာပြောခဲ့တဲ့အဲမှာ mu'arab နဲ့ mabni အကြောင်းပြောခဲ့တယ် mu'arab နဲ့ mabni mu'arab ဆိုတာသူ့ရဲ့နောက်ဆုံးစလုံးဒီအာမီလေးပြောင်းရင်သူလည်းလိုက်ပြောင်းတယ်လို့ပြောတယ်mabni ကတော့အာမီလေးပြောင်းတော့လည်းပဲသူကမပြောင်းဘူးအဲ့တော့ mu'arab က2မျိုးရှိတယ် mu'arab yanqasimu al-ismu al-mu'arab al-ismu ကကျွန်တော်ဒီနေရာမှာနည်းနည်းလေးတွေ ijra လေးတွေတစ်ခါတည်းပဲလောက်သွားလိုက်တော့မယ်နော်နောက်တော့လည်းနောက်တစ်ချိန်ထပ်ပြီးလောက်တာပေါ့နော်ဒီမှာလည်းကျွန်တော်ဖိုင်နဲ့မြန်လေးတွေ ijra လောက်တယ် al-ismu က al-ismu al-mu'arab ကဒါ mawsuf ဆဖတ်ဖြစ်တယ်အဲ့တော့ ismu က fa'il ဖြစ်တဲ့အတွက်ကြောင့် mawsuf က pesh နဲ့လာတော့ဆဖတ်ကလည်းပဲ pesh နဲ့လာတယ် yanqasimu al-ismu al-mu'arab ismu al-mu'arab ကတဲ့ ila qismain ဒါ qismain ကဘာလဲမသိwahid လား tasniya လား jama' လား tasniya နော်အဲ့တော့တယောက်ပြုတ်သွားလားမသိဘူးHuzaifaပဲရှိနေလားမပြုတ်ဆရာမပြုတ်ကျွန်တော်ရှိတယ်မဟုတ်ဒီမှာမတွေ့လို့ရတယ်နော်အဲ့တော့ ila qismain က qismun ကနေပြီးတော့ qisma နဲ့ကျွန်တော်မနေ့ကသင်ခဲ့တဲ့ tasniya ထဲမှာပါတယ် qismun ကနေ qismane qisma ကနေပြီး qismane ကနေပြီးတော့သူက ila ဝင်တဲ့အတွက်ကြောင့်ဇီရရဲ့အခြေအနေမှာဆိုတော့ ila သူက alif ကနေပြီးတော့ဘာနဲ့လဲဆိုတော့ယာနဲ့လဲလိုက်တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ ila qismaini အဲ့တော့ ismi mu'arab က2မျိုးရှိတယ်တဲ့ ism mu'arab ပဲဇဘရစီချိန်တာပဲသူက2မျိုးရှိတယ်တစ်မျိုးကဘာလဲဆိုတော့ munsarif လို့ခေါ်တယ်နောက်တစ်မျိုးက ghair munsarif လို့ခေါ်တယ်အဲ့တော့ munsarif ဆိုတာကတော့သူ့ရဲ့ဒီနောက်ဆုံးကအာမီလေးပြောင်းရင်သူလည်းနောက်ကနေလိုက်ပြောင်းနေအဲ့ဒါကို munsarif လို့ခေါ်တယ်ဆိုတော့သဘောက munsarif ဆိုဒီမှာ ghair munsarif မဟုတ်တဲ့ ism ပေါ့ mu'arab တော့ mu'arab ပဲ ghair munsarif မှာပါမယ်သူ့ရဲ့ဒီအကြောင်းကံ sabab တွေအဲ့ဒီ sabab တွေမပါဝင်တဲ့ ism ကို munsarif လို့ခေါ်တယ်အဲ့တော့ mu'arab က2မျိုးရှိတယ် munsarif နဲ့ ghair munsarif munsarif ဆိုဒီမှာ ghair munsarif ဖြစ်စေတဲ့အကြောင်းကံတွေတစ်ခုမှမပါဝင်ဘူးအကြောင်းကံတွေမပါဝင်ဘူးဆိုရင်သူ့ကို munsarif လို့ခေါ်တယ် munsarif ပေါ်မှာ harakat 3ခုလုံးလည်းလာမယ် harakat 3ခုလုံးဆိုတာ zabarzi pesh လည်းလာမယ်နောက်တစ်ခုက tanwin ခေါ်တဲ့ those bar those pesh လည်းလာလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုတော့ ghair munsarif ghair munsarif ဆိုတာကman a sarf လို့ခေါ်တယ်ဒီ ghair munsarif ဖြစ်စေတဲ့အကြောင်းကံ sabab 6ခုအနည်းဆုံး2ခုပါရအနည်းဆုံး2ခုပါတဲ့ ism သို့မဟုတ်တစ်ခုတည်းပါတယ်အဲ့ဒီတစ်ခုက2ခုနဲ့ညီမျှအဲ့လိုမျိုး ism ကို ghair munsarif လို့ခေါ်တယ်နော်အဲ့တော့ ghair munsarif ဆိုဒီမှာ ghair munsarif ဖြစ်စေတဲ့ sabab 6ခုအနက်ကအနည်းဆုံး2ခုပါရမယ်သို့မဟုတ်2ခုနဲ့ညီမျှတဲ့တစ်ခုပါတယ်ဆိုရင်ဒီလိုမျိုး ism ကို ghair munsarif လို့ခေါ်တယ်နော်အဲ့တော့ ghair munsarif ရဲ့ sabab တွေက ghair munsarif ကပေါ်မှာဘာတွေမလာဘူးလဲဆိုတော့ ghair munsarif ပေါ်မှာနံပါတ်1 zir မလာဘူးနောက်တစ်ခုကဘာလဲဆိုတော့ tanwin လို့ခေါ်တဲ့ those bar those pesh မလာဘူး ghair munsarif ပေါ်မှာ zir မလာဘူးနောက်တစ်ခုကဘာလဲ tanwin မလာဘူး
ziriye asama tuwa zabar lare no ziriye asama zabar lare not ko tu ma tan win those but those do bish mala yabi no aro qami qaymun surbiya sabab bana kushi le ko gushi no number 1 ka adallu khore not ko wasf tanis wasf sura sifatဖြစ်ခြင်း tanis ဆိုတာက muannas ဖြစ်ခြင်းနောက်တစ်ခုက number 4က ma'rifa ဖြစ်ခြင်းတိကျနံဖြစ်ခြင်း number 5က ujma ujma ဆိုတာ အာရဘီမဟုတ်တဲ့စလုံးတစ်လုံးလုံးဖြစ်နေခြင်းအာရဘီမဟုတ်တဲ့စလုံးတစ်လုံးလုံးဖြစ်နေခြင်း number 6က tarkib jama jama ဆိုတာကဘာလဲဆိုတော့ jama muntahal jumu ကိုပြောတာ jama muntahal jumu ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှေ့မှာရှင်းပြ number 9က tarkib tarkib ဆိုတာစလုံးနှလုံးပေါင်းထားတာနော်ဘယ်လိုမျိုးပေါင်းတာလဲဆိုတာကျွန်တော်အောက်မှာရှင်းပြမယ်number 10က alif nun zaidatan isim မှာ alif နဲ့ nun တစ်လုံးနဲ့ပို့နေခြင်း isim မှာ alif နဲ့ nun တစ်လုံးနဲ့ပို့နေခြင်း number 9က wazn fail အဲ့တော့ပြန်ပြောမယ် number 1က adal wasf tanis ma'rifa ujma jama tarkib alif nun zaidatan wazn fail အဲ့တော့ဒီ9ခုကတော့ကျွန်တော်တို့အမြဲတမ်းအလွတ်ရထားတယ်နော်ဒီ9ခုကအမြဲတမ်းအလွတ်ရထားတယ်အဲ့ဒါမှသာလင် ghair munsarif ကိုဟိုကဟုတ်လားမဟုတ်ဘူးလားဆိုတာဟိုကြည့်တဲ့နေရာမှာဒီ9ခုကိုမှတ်ထားနိုင်မှ ghair munsarif ကိုတည်တဲ့နေရာမှာလည်းပို့ပြီးတော့လွယ်ကူမယ်အဲ့ဒီထဲကနေပြီးတော့အခုကျွန်တော်စာအုပ်မှာကပထမဦးဆုံးသူကဘာလာမှာလဲဆိုတော့ ismi alam အကြောင်းလာမှာဖြစ်တယ် ismi alam ma'rifa အကြောင်းပေါ့နော် ma'rifa အကြောင်းလာမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် ma'rifa အကြောင်းကိုပထမပြောမယ်စာအုပ်ထဲမှာပါတဲ့အတိုင်းပဲအစဉ်လိုက်ပြောလိုက်မယ်အဲ့တော့အခုနကျွန်တော်ပြောတယ်ghair munsarif ရဲ့ sabab ထဲမှာ sabab ဒီအကြောင်းက9ခုထဲမှာတစ်ခုက ma'rifa ဖြစ်တယ်အဲ့တော့ ma'rifa ဆိုတော့ ma'rifa ရဲ့အမျိုးအစားတွေကျွန်တော်မနေ့ကပြောခဲ့တယ် ma'rifa ရဲ့အမျိုးအစားအားလုံးပေါင်း9ခုရှိတယ် ma'rifa ရဲ့အမျိုးအစားအားလုံးပေါင်း9ခုရှိတယ်9ခုဆိုတော့9ခုလုံးကghair munsarif ရဲ့အကြောင်းက sabab ဖြစ်မှာလားဆိုတော့9ခုလုံးက ghair munsarif ရဲ့ sabab အကြောင်းကမဖြစ်ဘူးအဲ့ဒီ ghair munsarif ရဲ့ဒီ ma'rifa ရဲ့အမျိုးအစား9ခုထဲမှာ ismi alam လို့ခေါ်တဲ့အမည်နာမဖြစ်ခြင်းဆိုတဲ့အရာတစ်ခုသာလဲ ghair munsarif ရဲ့ sabab ဖြစ်နော်သဘောပေါက်တယ်နော်အဲ့တော့ ma'rifa လို့ပြောလိုက်ရင် ma'rifa က9မျိုးရှိတယ်ဒါဆိုရင်9မျိုးလုံးက ghair munsarif ဖြစ်မှာလားဆိုတော့9မျိုးလုံး ghair munsarif မဖြစ်ဘူးအဲ့ဒီ9မျိုးတွေက ismi alam လို့ခေါ်တဲ့အမည်နာမတွေဒါလင် ghair munsarif ရဲ့အကြောင်းကံဖြစ်မယ်သဘောက zamir တွေနော်ကျွန်တော်တို့ arfi nida ပါတာတွေ muzaf ဖြစ်တာတွေnakira က ma'rifa ဘက်ကို muzaf ဖြစ်တာတွေနော် asma ishara တွေ asma mawsula တွေအဲ့ဒီကြံတဲ့အမျိုးအစားတွေမပါဘူးနော်အဲ့တော့ဒီ ismi alam တစ်ခုသာလင် ghair munsarif ရဲ့ sabab ဖြစ်မယ်ကြံတဲ့6ခုက sabab မဖြစ်အဲ့တော့ကောင်းပြီဒီ ismi alam နဲ့အတူဘာတွေပူးတွဲပြီးလာနော် ismi alam နဲ့အတူဘာတွေပူးတွဲပြီးလာနိုင်လဲဆိုတော့ဒီနေရာမှာကျွန်တော်အခုပြောတဲ့ဟာလေးကိုတခြားလေးမှတ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှေ့မှာသင်မဲ့ထဲမှာဒီဟာတွေပါလာတယ် ismi alam နဲ့အတူ ismi alam ဆိုတာခုနမှားတယ်ပေါ့နော်အဲ့တော့ဒီ ismi alam ကဒီ ismi alam နဲ့အတူဘာတွေတွဲပြီးပါလာမလဲဆိုရင်နံပါတ်1ကသူက ismi alam နဲ့အတူ tanis လို့ခေါ်တဲ့ကျွန်တော်တို့ muannas ဖြစ်ခြင်းပေါ့နော် tanis လို့ခေါ်တဲ့ muannas ဖြစ်ခြင်းတဘောကနောက်တစ်နည်းပြန်ပြောရမယ်ဆိုရင် ghair munsarif ရဲ့ sabab 5ခုမှာ ismi alam ဖြစ်ဖို့အရေးကြီးတယ် ghair munsarif ရဲ့ sabab 5ခုမှာ ismi alam ဖြစ်ဖို့အတွက်အရေးကြီးတယ်နံပါတ်1က wazn fail wazn fail ဒီ ismi alam ဖြစ်မှသာလင်သူဟာ ghair munsarif ဖြစ်မယ်နံပါတ်2က
muannas muannas ဆိုတာကကျွန်တော်တို့ဟို goal တာနဲ့တာအဝိုင်းနဲ့ muannas အဲ့ဒါကလည်းပဲသူက ismi alam ဖြစ်မှပဲ ghaib munsarif ရဲ့ sabab ဖြစ်မယ်နဲ့ခဏလေးပြန်ပြောမယ်နံပါတ်1ကဒီ goal တာပါတဲ့ muannas အဲ့ဒီ muannas ဒီ ismi alam ဖြစ်မှသာလင်သူက ghaib munsarif ဖြစ်မယ်နံပါတ်1နံပါတ်2ကကျွန်တော်တို့တာနီးစီမာနဝီပေါ့တာနီးစီမာနဝီဆိုတာက muannas ရဲ့သင်္ကေတမပါဘူး muannas ရဲ့သင်္ကေတမပါဘူးအဲ့ဒီ muannas ရဲ့သင်္ကေတမပါတဲ့ဒီတာနီးစီမာနဝီကလည်းသူကမာရီဖာဖြစ်မှပဲ ghaib munsarif ဖြစ်မယ် ismi alam ဖြစ်မှပဲ ghaib munsarif ရဲ့ sabab ဖြစ်မယ် ismi alam မဖြစ်ဘူးဆိုရင် ghaib munsarif ရဲ့ sabab မဖြစ်ဘူးနှစ်ခုပြီးသွားပြီနံပါတ်3က ujma ujma ဆိုတာအာရဘီမဟုတ်တဲ့စလုံးအာရဘီမဟုတ်တဲ့စလုံးကလည်းသူက alam ဖြစ်မှသာလဲ ghaib munsarif ဖြစ်မယ် alam မဖြစ်ဘူးဆိုရင် ghaib munsarif မဖြစ်ဘူးနံပါတ်4ကကျွန်တော်တို့ alif nun zaidatan alif နဲ့ nun နဲ့ပိုနေတဲ့ isim ဒီလည်းပဲသူကလည်း ismi alam ဖြစ်မှပဲ ghaib munsarif ဖြစ်မယ်နံပါတ်5ကဘာလဲဆိုတော့ tarkib ဆိုတာစလုံးနှလုံးကိုပေါင်းထားတာအဲ့တော့အဲ့ဒီ tarkib ကလည်း ismi alam ဖြစ်မှပဲ ghaib munsarif ဖြစ်မယ်နော်ဒီ5ခုမှာ ismi alam ဖြစ်ဖို့အတွက်ကအရေးကြီးတယ်နောက်2ခုရှိသေးတယ်အဲ့ဒီ2ခုမှာကismi alam ဖြစ်နိုင်တယ်ဒါပေမဲ့မဖြစ်ရင်လည်းမဖြစ်ဘူးအဲ့2ခုကဘာလဲဆိုတော့ wazni fail နဲ့အတူတူ ismi alam ဖြစ်နိုင်ဥပမာအဖြစ်ကျွန်တော်တို့လူနာမည်ရှိတယ် ahmad ကကျွန်တော်တို့ fail mudari wahid mutakallim ရဲ့ sui ကနဲ့ wazni fail ဖြစ်တယ်အဲ့တော့ ahmadu ဒီ af'alu ရဲ့ wazn ပေါ်မှာရှိတယ် ahmadu ဒီ af'alu ရဲ့ wazn ပေါ်မှာရှိတယ်ဆိုတော့သူက ghaib munsarif ဖြစ်တယ်ဒါပေမဲ့အဲ့လို wazni fail က alam ဖြစ်ဖို့အတွက်အရေးမကြီးသဘောက alam မဖြစ်ရင်လည်းပဲသူက ghaib munsarif ဖြစ်နိုင်လားဆိုတော့ဖြစ်နိုင်ဥပမာအဖြစ် ahmaru အနီရောင်နော် ahmaru ရှိတယ် akhdaru ရှိတယ်ဒီအရောင်တွေအဲ့တော့ဒီ ahmaru akhdaru ဒီသူက wazni fail လို့ဖြစ်တယ်ဒါပေမဲ့သူကအရောင်ကိုပြတာဖြစ်တဲ့အတွက်ကြောင့်သူက sifat ဖြစ်တယ် sifat ဖြစ်တဲ့အတွက်ကြောင့်သူက ismi alam မဟုတ်ဘူးမဟုတ်တော့လည်းပဲ ghaib munsarif ဖြစ်လားဆိုတော့ဖြစ်တယ်နော်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ adal ပေါ့နော် adal ဆိုတာကသူကစလုံးတစ်လုံးကသူ့ရဲ့မူရင်းစွီကာကနေပြီးတော့မူရင်းစွီကာဝဇန်ကနေပြီးတော့နောက်စွီကာတစ်ခုကိုနော်ပြောင်းလဲသွားခြင်းအတိတ်ဥပဒေမဲ့ပြောင်းလဲသွားခြင်းကို adal လို့ခေါ်တယ်အဲ့တော့အဲ့ဒီ adal မှာလည်းပဲ adal ကလည်းပဲသူက alam နဲ့အတူတူလာနိုင်တယ်ဒါပေမဲ့ sharat စည်းကမ်းချက်တော့မဟုတ်ဘူးဥပမာအဖြစ်ကျွန်တော်တို့ Omar ပေါ့နော် Omar ကဘယ်ကလာလဲဆိုတော့ Amir ကလာတယ်လို့ပြောတယ်အဲ့တော့ Omar ဒီ adal လည်းဖြစ်တယ်လူနာမည်လည်းဖြစ်တော့သူကalam လည်းဖြစ်တယ်အဲ့တော့ adal နဲ့ alam ဆိုတော့ ghaib munsarif ရဲ့စည်းကမ်းချက်2ချက်ပါတဲ့အတွက်ကြောင့်သူက ghaib munsarif ဖြစ်သွားပြီနော်အဲ့တော့ဒါပြီးပြီဆိုတော့ကျွန်တော်စလိုက်ينقسم الاسم المعرب الى قسمين اسم معرب က2မျိုးရှိတယ် متمكن امكن နော် متمكن امكن ဖြစ်တယ် متمكن ဆိုတာကဘာလဲဆိုတော့သူက i'rab ကိုနေရာပေးတာပေါ့ i'rab ကိုနေရာပေးတယ် i'rab ကိုနေရာပေးတယ်ဆိုတာဘာ i'rab ပဲလာသူလက်ခံသူမပြောသဘောကတန်ဝင်ပဲလာzabar ပဲလာzir ပဲလာ pesh ပဲလာအားလုံးကိုသူနေရာပေးတယ်နော် اذا كان مصروفا အဲ့တော့ဘယ်အချိန်လဲဆိုတော့သူက masruf ဆိုတာက munsarif ကိုပြောတာသူက munsarif ဖြစ်မယ်ဆိုရင်တဲ့သူက i'rab ကိုနေရာပေးမယ် بحيث يدخله التنوين က fa'il ဖြစ်တယ်သူ့ပေါ်မှာ tanwin ဝင်မယ် ويجر بالكسرة ကစရာရဲ့အခြေအနေမှာသူကဇေနဲ့လာတယ်အဲ့တော့သဘောက isim တစ်ခုက munsarif ဖြစ်မယ် isim 2မျိုးရှိတယ်နံပါတ်1မျိုးစားပြောတယ် munsarif ဖြစ်မယ်ဆိုရင်သူက i'rab ကိုနေရာပေးမယ်သူ့ပေါ်မှာ tanwin လဲဝင်တယ်နောက်တစ်ခုကကစရာလဲဝင်တယ်ဒါခုနကျွန်တော် munsarif ရဲ့ tarif မှာပြောပြီးသွားပြီနံပါတ်2 ومتمكن غير امكن i'rab ကိုနေရာပေးတယ်ဒါပေမဲ့ i'rab အကုန်လုံးကိုတော့သူကနေရာမပေးဘူး
Arab အချို့ကိုပဲသူကနေရာပေးတယ်သူ့နာမည်ကဘာခေါ်လဲ mutamakin ghair amkan လို့ခေါ်တယ်သူကArab ဒီအားလုံးကိုတော့နေရာမပေးဘူးတဘောက Arab ကိုနေရာမပေးတဲ့ isim ပေါ့ وهو غير المنصرف အဲ့ဒါကဘာလဲဆိုတော့ غير منصرف ဖြစ်တယ်နော်အဲ့တော့ تعريف الممنوع من الصرف ممنوع من الصرف ဆိုတာ غير منصرف ကိုပြောတာ غير منصرف ရဲ့ تعريف ခုနကျွန်တော်ပြောပြီးသွားပြီနော်ဒါ Arabic လိုပြောတာ غير منصرف ရဲ့ تعريف ကဘာလဲ هو الاسم المعرب الذي لا يدخله تنوين التمكين غير منصرف ဆိုဒီမှာဒီလိုမျိုး اسم معرب ဖြစ်တယ်ဒီလိုမျိုး اسم معرب ဖြစ်တယ် لا يدخله تنوين التمكين နော် تمكين ရဲ့ تنوين မဝင်ဘူးတဘောက Arab ကိုနေရာပေးတဲ့ تنوين သူ့ပေါ်မှာမလာဘူးတဘောကအခုနအချုံငုံပြီးကျွန်တော်ခုနပြောသလိုဆိုရင် غير منصرف ဆိုဒီမှာဒီလိုမျိုး اسم معرب ဖြစ်တယ်သူ့ပေါ်မှာ تنوين မဝင်ဘူး ويجر بالفتحة ဂျာရီရဲ့အခြေအနေမှာဂျာရီရဲ့အခြေအနေမှာ بالفتحة ဘာနဲ့လာမလဲ فتحة နဲ့လာမယ် نيابة عن الكسرة ကစရာရဲ့ကိုစားကစရာရဲ့ကိုစားဂျာရီရဲ့အခြေအနေမှာ فتحة လာကျွန်တော်ဒါခုနလည်းပြောတဲ့ထဲမှာပါတယ် غير منصرف ပေါ်မှာ تنوين နဲ့ဘာနဲ့မလာဘူးလဲ زير နဲ့မလာဘူး زير ရဲ့အစားမှာဘာလာမလဲ زبر လာနော် إلا ကဒါသူကဘာပြောတာလဲဆိုတော့ غير منصرف ပေါ်မှာဈေးလာတဲ့အခြေအနေနှစ်ခုရှိတယ်လို့ပြောတာ غير منصرف ပေါ်မှာဈေးလာတဲ့အခြေအနေနှစ်ရပ်ရှိတယ်နံပါတ်1ကဘာလဲဆိုတော့ غير منصرف က مضاف ဖြစ်မယ်သူ့ပေါ်မှာဈေးပေးတဲ့စလုံးဝင်မယ်အဲ့ဒီအချိန်မှာလည်းပဲ غير منصرف ကဈေးနဲ့လာကျွန်တော်ပြောတာသဘောပေါက်လားမသိ غير منصرف ကသူက مضاف ဖြစ်မယ်အဲ့ဒီ مضاف ပေါ်မှာဈေးပေးတဲ့စလုံးဝင်မယ်ဆိုရင်အဲ့ဒီအချိန်ရောက်ရင် غير منصرف ကဈေးနဲ့လာလိမ့်မယ်နော်ဒါတစ်ခုပြီးသွားပြီနောက်တစ်ခုကဒီဘာလဲဆိုတော့ غير منصرف ပေါ်မှာ alif lam ဝင် غير منصرف ပေါ်မှာ alif lam ဝင်နေဆိုရင်အဲ့ဒီ غير منصرف ကလည်းပဲသူကဈေးဝင်အဲ့ဒီအချိန်ရောက်ရင်လည်းသူက حالة جري လို့ခေါ်တဲ့ဈေးရဲ့အခြေအနေမှာဈေးဝင်မယ်နော်သဘောပေါက်လားမသိ غيرပြန်ပြောမယ် غير منصرف ကသူကغير منصرف ပေါ်မှာ alif lam ဝင်မယ်ပြီးရင်သူက حالة جري မှာရှိမယ်ဈေးရဲ့အခြေအနေမှာရှိမယ်ဆိုရင်လည်းပဲသူ့ပေါ်မှာဈေးဝင်မယ်နောက်တစ်ခုက غير منصرف က مضاف ဖြစ်မယ်သူ့ပေါ်မှာဈေးပေးတဲ့စလုံးဝင်မယ်ဆိုရင်လည်းပဲဆလာမုအလိုင်ကွမ် وعليكم السلام ورحمة الله ဂျီ ये माफ करना नाउ क्या बात है ဂျီရပါနော်ကျွန်တော်လွတ်သွားတဲ့ဟိုအတန်ဖိုင်လေးပို့ပေးလိုက်တယ်နော် जी सर जी ဂျီကောင်း غير منصرف အကြောင်းတင်နေတာနော် और जी ဂျီ जी ကျွန်တော်နည်းနည်းလေးဟိုအစလေးနည်းနည်းကျွန်တော်ပြန်ပြောလိုက်နော်ဟိုမှတ်ရလွယ်သွားအောင်နော် जी सर اسم معرب က2မျိုးရှိတယ်منصرف နဲ့ غير منصرف منصرف ဆိုတာကသူ့ပေါ်မှာ زبر လဲဝင်မယ် زیر پیش ဝင်မယ်دو زبر دو زیر دو پیش အားလုံးဝင်တော့ဒါကို غير منصرف منصرف လို့ခေါ်တယ်အဲ့တော့နောက်တစ်ခုက غير منصرف غير منصرف ဆိုတာကသူ့မှာ غير منصرف ဖြစ်စေတဲ့ sabab 6ခုအနက်ကအနည်းဆုံး2ခုပါမယ်သို့မဟုတ်2ခုနဲ့ညီမျှတဲ့တစ်ခုပါမယ်ဆိုရင်သူ့ကို غير منصرف လို့ခေါ်တယ်အဲ့တော့ غير منصرف ပေါ်မှာتنوين လို့ခေါ်တဲ့ dose by dose ဒိုဘစ်မဝင်ဘူးနောက်တစ်ခုကဘာလဲဆိုတော့ zir မလာဘူး zir ရဲ့အစားမှာကျွန်တော်တို့ zabar လာမယ်နော်အဲ့တော့ غير منصرف ပေါ်မှာ zir လာတဲ့အခြေအနေနှစ်ရက်ရှိတယ် غير منصرف ပေါ်မှာ zir လာတဲ့အခြေအနေနှစ်ရက်ရှိတယ်နံပါတ်1ကဘာလဲဆိုတော့ غير منصرف စလုံးကသူက مضاف ဖြစ်မယ်သူ့ပေါ်မှာ
zir pere salon la me soyin tuwa zir ne la leကျွန်တော်အခုပမာလေးတွေပို့ပြလိုက်နောက်တစ်ခုက ghair munsarif ပေါ်မှာ alif lam ဝင်မယ် ghair munsarif ပေါ်မှာ alif lam ဝင်မယ်ပြီးတော့ halati jarri လို့ခေါ်တဲ့ zir ရဲ့အခြေအနေမှာဆိုရင်လည်းပဲသူကဟိုနဲ့လာလိမ့်မယ်သူလည်းအဲ့ဒီအချိန်ရောက်ရင်လည်းပဲသူလည်း zir နဲ့လာမယ်နော်ဥပမာအားဖြင့်ကျွန်တော်အဲ့ဒီပမာလေးတွေကိုကျွန်တော်ပြီးမှတည်းကခုနစာအုပ်ကနေပြီးတော့ကျွန်တော်ဓာတ်ပုံရိုက် screen shot ရိုက်ပြီးတော့ပြန်ပို့ပေးလိုက်မယ်နော်ရှာနေကျွန်တော် recording လုပ်တာကြားနေတာဆိုလို့နော်ဒီရဆိုအစာပရမတ်တယ်လည်းကျွန်တော်ပြီးတော့မှဒီတင်ထားတဲ့ဟာတွေကိုကျွန်တော်တို့ဟိုပြန်ပြီးတော့ဟိုပါပေါ့ match ကပြန်လုပ်မယ်နော်ကျွန်တော်ကဆလဘင်းအတွဲ3လဲပို့ထားတယ်အဲ့ဒီထဲမှာ ghair munsarif ရဲ့အကြောင်းတွေပါတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီအခန်းတင်ပြီးရင်ကဆလဘင်းကိုကျွန်တော်တို့တစ်ခန်းနှစ်ခန်းတော့ဖတ်လိုက်ဖတ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမှာကျွန်တော် ghair munsarif တွေကိုရှာပြီးတော့ကျွန်တော်တို့ဘယ် sabab တွေကြောင့်ဒီဇဘတ်နဲ့သူ့ကိုတန်ဝင်နဲ့မဖတ်တာလဲဘာကြောင့်ဒီဇေရရဲ့နေရာမှာဇဘတ်နဲ့ဖတ်တာလဲအဲ့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်ဆွေးနွေးအဲ့တော့စာပဲရောက်သွားပြီလေ illa idha urrifa bi al aw al idafa နော် fa innahu yujarru bil kasra အကယ်၍တဲ့ဒီ ghair munsarif ကို alif lam တက်ပြီးတော့ ma'rifa လုပ်လိုက်သဘောက alif lam ဝင်တယ်လို့ပြောတာနော် ghair munsarif ပေါ်မှာ alif lam ဝင်ပြီအောက်ဒါမှမဟုတ်ရင် al idafa ghair munsarif က mudaf ဖြစ် ghair munsarif ပေါ်မှာ alif lam ဝင်တယ်သို့မဟုတ် mudaf ဖြစ်တယ်ဆိုတော့အခြေအနေ2ရက်အခြေအနေ2ရက်မှာအခြေအနေ2ခုမှာ ghair munsarif ပေါ်မှာဈေးလာမယ်နံပါတ်1က ghair munsarif ကို alif lam နဲ့ ma'rifa လုပ်တယ်ဆိုတော့သဘောက alif lam ဝင်တယ်လို့ပြောတာနံပါတ်2ကသူက mudaf ဖြစ်တယ်နော်အဲ့ဒါဆိုရင် fa innahu yujarru bil kasra kasra ရဲ့အခြေအနေမှာဂျာရဲ့အခြေအနေမှာသူ kasra နဲ့လာတယ်ဟောမော်နီကမဟိုစာမျက်နှာတွေ့လားမသိကျွန်တော်ဥရှာမယ်လေဟောကျွန်တော်ဟိုကလေစာအုပ်ပို့ထားတာဒီစာအုပ်ရှိတယ်လေအဲ့စာအုပ်ကကြည့်အဲ့ဆိုဟိုအစပဲပထမမျက်နှာပဲရှိတယ်ဒီပထမမျက်နှာပဲဟုတ်ပထမမျက်နှာကျွန်တော်အဲ့မှာလေခေါင်းစည်း2ခုရှိတယ်မလားအောက်ကခေါင်းစည်းSaniyan al-mamnu' min as-sarf မှာsarf ဒီအဲ့ဒီစာကြောင်းကအဲ့အမှ4ကြောင်းမြောက်ပဲရှိတယ်1 2 3 4ကြောင်းမြောက်ဒီဟုတ်ပြီတွေ့ illa idha urrifa bi al aw al idafa fa innahu yujarru bil kasr နော်ရပါကြည့်နော်ကောင်းပြီအဲ့တော့ဒါ ghair munsarif ပေါ်မှာဈေးလာနိုင်တဲ့အခြေနှစ်ခုအဲ့ဒီနှစ်ခုကိုကျွန်တော် inshallah နောက်ထပ်ပြီးတော့ပြောမယ် anwa'uhu ကဲ anwa'uhu ဆိုတော့အာရဘီမှာတော့ anwa'uhu ပြောတာဒီ anwa'uhu ဆိုတာဘာပြောတာလဲဆိုတော့ ghair munsarif ရဲ့ sabab အကြောင်းကံများလို့ပြောကြတယ် ghair munsarif ရဲ့ sabab အကြောင်းကံတွေကဘာတွေလဲဆိုတော့ခုနကျွန်တော်ပြောပြီးသွားပြီ9ခုရှိတယ် adlun wa wasfun wa ta'nisun wa ma'rifa wa ujma wa tarkibun နော်wa wazn fi'l alif nun zaidatan အစရှိတာလေပေါ့နော်ဒီကျွန်တော်တို့ ghair munsarif ရဲ့ဒီ sabab ဒီ9ခုနော်အဲ့ဒီ9ခုကိုသူကအခုစပြီးပြောတယ် anwa'u ဆိုတာ ghair munsarif ရဲ့အမျိုးအစားတွေဆိုတဲ့ဘောက ghair munsarif ရဲ့ sabab များ yanqasimu al-mamnu'u min as-sarf mamnu' min as-sarf ဆိုတာ ghair munsarif ကိုပြောတာ ghair munsarif ကတဲ့သူ့ရဲ့အမျိုးအစားတွေရှိတယ်တဲ့အများကြီးရှိတယ်ဆိုတာဘယ်လောက်ရှိလဲဆိုတော့9ခုရှိတယ်ကျွန်တော်ခုနပြောပြီးသားအဲ့ဒီ9ခုကိုသူပြောချင်တာ ila နံပါတ်1 awalan နံပါတ်1က al-alamu al-alamu al-ilmu မဟုတ် al-alamu နံပါတ်1က ismi alam ဖြစ်တယ်နော် ismi alam ဆိုတာအမီနာမတွေနော်အဲ့တော့အမီနာမတွေဒီဒါ ghair munsarif ဖြစ်စေတဲ့ပထမဦးဆုံး sabab အကြောင်းကံဖြစ်တယ် al-mamnu'u min as-sarf ismi alam ဒီ ghair munsarif ရဲ့ပထမဦးဆုံးအကြောင်းကံဖြစ်တယ် huwa kullu ismin alam ဆိုတာဘာကိုပြောတာ huwa kullu ismin alamin mu'rabin နော် alam ဆိုတာက ismi alam mu'rab တိုင်းကိုခေါ်တယ် ijtama fihi သူ့မှာ ma'a illatil alamiyya illatan ukhra သူနဲ့အတူဒီ ghair munsarif ရဲ့ sabab ဖြစ်စေတဲ့နောက် sabab တစ်ခုလည်းရှိနေအောင်တဘောက alam နဲ့အတူအခြား sabab တစ်ခုတွဲနေမယ်နော် illatan ukhra musanadatan ဆိုတာက तू က
ဒီအလမ်ကအဲ့ဒီနောက်ဆဘပ်တစ်ခုကို तू ကမိနေတယ်လို့ပြောတာသဘောကအစ္စမီအလမ်တစ်ခုတည်းနဲ့တော့ဂိုင်မွန်ဆိုရပြရဲ့ဆဘပ်မဖြစ်ဘူးသူနဲ့အတူနောက်ဆဘပ်တစ်ခုလဲနောက်အကြောင်းကံတစ်ခုကိုလဲ तू ကမိထားအောင်မယ်သဘောကမိထားတယ်ဆိုတော့ဆဘပ်ကဘယ်နှခုဖြစ်သွားပြီလဲနှစ်ခုဖြစ်သွားပြီအဲ့ဒီအချိန်ရောက်ပြီဆိုရင်တော့ဖမ်တနာဘီဆဘဘီဟာဒီအစ္စမီအလမ်နဲ့နောက်အလတ်တစ်ခုတွဲသွားပြီဖြစ်တဲ့အတွက်ကြောင့်မင်းနဲ့ဆရဖ်ကနေတားပြီဆိုတဲ့သဘောကဂိုင်မွန်ဆိုရဖြစ်သွားပြီနော်အဲ့တော့اسم علم سودي ما كل هو كل اسم علم معرب no اسم علم معرب داينغو اسم علم لو كوره تو بالي اجتمع فيه اري اسم علم ما مع علة العلمية علمية سورة إلتني أدو علة أخرى نو علة تكولة باوندوابي تبوا اسم علم سورة إلتي نو علة تكو هنا بيوغرهဒီဆဘပ်ကိုကူတွေကနောက်အလတ်တစ်ခုနဲ့သူနဲ့ပေါင်းသွားပြီမူဆာနဒတန်အဲ့ဒီအလတ်ဘက်ကိုသူကမိလိုက်ပြီဆိုတဲ့သဘောကအဲ့ဒီအလတ်နဲ့သူနဲ့ပေါင်းစည်းသွားပြီဆိုရင်ဖမ်တနာမင်ဆရဖီကိုင်မွန်ဆိုရဖြစ်သွားပြီဘီဆဘဘီဟာအဲ့ဒီဒုတိယအလတ်နဲ့သူနဲ့ပေါင်းစည်းသွားတယ်လို့ကြောင့်အဲ့တော့ဒီအဘာရတ်ရဲ့အလိုသဘောခြုံငုံပြီးဗာပြောချင်တာလေဆိုတော့အစ္စမီအလမ်ကဂိုင်မွန်ဆိုရရဲ့နောက်ဆဘပ်တစ်ခုနဲ့သူနဲ့ပေါင်းသွားပြီဆိုရင်ဂိုင်မွန်ဆိုရဖြစ်ပြီလို့ပြောတယ်နော်သဘောပေါက်ဝယရှမလုလ်အန်ဝါအလ်အာတီယာအဲ့တော့နော်ဝယရှမလုလ်အန်ဝါအလ်အာတီယာရှေ့မှာလာမယ့်အမျိုးအစားတွေလည်းပါဝင်တယ်တဲ့ရှေ့မှာလာတဲ့ရှေ့မှာလာမယ့်အစ္စမီအလမ်ရဲ့အမျိုးအစားတွေဒီလည်းပဲဂိုင်မွန်ဆိုရဖြစ်ဂိုင်မွန်ဆိုရတဲ့မှာပါဝင်တယ်နံပါတ်1အဲ့ဒီကနေ तू နံပါတ်1ကနေပြီးတော့ तू စပြောမယ်နံပါတ်1ကုလ္လူအလမ်အခုနံပါတ်1ကနေဒီ तू ပြောတာကကျွန်တော်အခုနပြောခဲ့တဲ့ဒီဗာလဲအလမ်နဲ့အတူတူဘာတွေတွဲလဲအားလုံးကျွန်တော်ခုနှစ်ခုပြောခဲ့တယ်၅ခုကအစ္စမီအလမ်နဲ့အတူတူတွဲတယ်လို့ပြောတယ်နှစ်ခုကတော့တွဲလဲတွဲတစ်ခါတရံတွဲတာလည်းဖြစ်နိုင်တယ်အမြဲတမ်းတွဲဖို့လည်းအရေးမကြီးဘူးပေါ့အဲ့ဒါအဲ့တော့နံပါတ်1ကကုလ္လူအလမင်အလာဝဇ်နလ်ဖီလ်အစ္စမီအလမ်တိုင်းဒီဝဇ်နလ်ဖီလ်ရဲ့အပေါ်မှာရှိတဲ့ဆိုရင်ဒါဆိုရင်ဆဘပ်ကဘယ်နှခုဖြစ်သွားလဲအကြောင်းကနှစ်ခုဖြစ်သွားပြီအလမ်ရဲ့ဝဇ်နလ်ဖီလ်အဲ့တော့အလမ်နဲ့ဝဇ်နလ်ဖီလ်နဲ့နှစ်ခုဖြစ်သွားပြီဆိုရင်သူကဂိုင်မွန်ဆရဖြစ်ပြီးသူ့ပေါ်မှာတန်ဝင်မလာတော့ဘူးသူ့ပေါ်မှာဇေရမလာတော့နော်ကုလ္လူအလမင်အစ္စမီအလမ်တိုင်းဒီအလာဝဇ်နလ်ဖီလ်ဝဇ်နလ်ဖီလ်ပေါ်ဝဇ်နလ်ဖီလ်failure ဝဇန်ပေါ်မှာရှိတယ်ဆိုရင်သူက right မနစရဖြစ်ပြီဥပမာ mislu yazidu yazidu ဒီကျွန်တော်တို့ဒါ fail mudari နဲ့ zada yazidu နဲ့တူတယ်နော် zada ရဲ့ fail mudari ကဘာလာလဲ yazidu ဆိုတော့ဒီမှာလည်းပဲ yazid ဆိုတဲ့လူနာမည်က fail mudari ရဲ့ဆွေကာနဲ့တူနေတဲ့အတွက်ကြောင့်သူကwazni fail ဖြစ်တယ် failure ဝဇန်ဖြစ်တယ်နောက်တစ်ခုကသူကလူနာမယ်ဆိုတော့ဒါအလမ်ဖြစ်တယ်အဲ့တော့အလမ်လည်းဖြစ်တယ်ဝဇနီဖေလည်းဖြစ်တယ်ဆိုတော့သူ့ကိုဘယ်လိုဖတ်မလဲယဇီဒိုပဲဖတ်မယ်ယဇီဒွန်ဖတ်မယ်ဆိုရင်ဒါမားမယ်နော်ဇီရဲ့အခြေအနေမှာဆိုရင်ယဇီဒါပဲဖတ်မယ်နော်နောက်တစ်ခုကအာမက်ဒူအာမက်ဆိုတာကလူနာမယ်ဆိုတော့ဒါအစ္စမီအလမ်ဖြစ်တယ်နောက်တစ်ခုကသူကဖေလီမူဇွာရီဝါဟစ်မူတကလမ်ရဲ့ဆွီကာနဲ့တူနေတဲ့အတွက်ကြောင့်ဝဇနီဖေလ်ဖြစ်တယ်အဲ့တော့အဲ့ဒီအတွက်ကြောင့်သူလည်းပဲဂိုင်မွန်ဆိုရဖြစ်တယ်နောက်တစ်ခုကအစအတ်လည်းပဲအခုနပြောသလိုဖေလီမူဇွာရီဝါဟစ်မူတကလမ်ရဲ့ဆွီကာပေါ်မှာရှိတယ်အဲ့ဒါကြောင့်ဝဇနီဖေလ်ဖြစ်တယ်နောက်တစ်ခုကလူနာမယ်ဖြစ်တဲ့အတွက်ကြောင့်အစ္စမီအလမ်ဖြစ်တယ်အဲ့တော့ဒီဆဘပ်နှစ်ခုလုံးပါဝင်တဲ့အတွက်ကြောင့်သူလည်းပဲဂိုင်မွန်ဆိုရဖြစ်တယ်သူ့ပေါ်မှာဇေရမဝင်မှုတန်ဝင်မလားနောက်တစ်ခုကတာဂလပ်Taghlab ကလည်းပဲ fail မူဇွာရီကျွန်တော်တို့ wahid မုဇကရ်ဟာဇ်လည်းပြောလို့ရတယ်မုအနတ်ဂိုင်ဘ်လည်းပြောလို့ရတယ်အဲ့ဒီဝဇန်ပေါ်မှာရှိတယ်နောက်တစ်ခုကသူက Taghlab ဆိုတာလူနာမယ်လေ Taghlab Taimur ဆိုတာအိန္ဒိယနိုင်ငံရဲ့နော်တကယ်ကြော်ကြားတဲ့
ပုဂ္ဂိုလ်တယောက်ရဲ့နာမည်ဖြစ်တဲ့ဒီဘယင်တဂလပ်တိုင်မှုအဲ့တော့ဒီတဂလပ်ဆိုတာကလူနာမည်ဖြစ်တော့အစ္စမီအလမ်ဖြစ်တယ်နောက်တစ်ခုကဖေလီမူဇာရီရဲ့ဝဇန်ဖြစ်တဲ့အတွက်ကြောင့်သူလည်းပဲဂိုင်မွန်ဆရဖြစ်တယ်နောက်တစ်ခုကယာအရဗ်ဒီလည်းပဲဖေလီမူဇာရီဝါဟစ်မူဇကရဂိုင်ဘ်ရဲ့ဝဇန်ပေါ်မှာရှိတယ်နောက်တစ်ခုကလူနာမည်ဖြစ်တယ်အဲ့ဒီကြောင့်သူလည်းပဲဂိုင်မွန်ဆရဖြစ်တယ်နော်အဲ့တော့ဖီရဖိုင်ပေးရဲ့အခြေအနေမှာဘယ်လိုဖတ်မလဲဥစ္စာဘာပဲတစ်ချက်တော့ဖတ်ကြည့်ဖီရဖိုင်ဂျာယဇီဒိုပဲဖတ်မယ်နော်ယဇီဒွန်းဆိုရင်ဒါမားပြီနော်ဘာကြောင့်လဲဂိုင်မွန်ဆရဖြစ်တဲ့အတွက်ကြောင့်ဂျာယဇီဒိုဘီရဖ်ယဇီကို page နဲ့ဖတ်မယ်တဲ့ဘီဒူနီတန်ဝင်းနဲ့မဖတ်ရဘူးတဲ့နော်ယဇီကို page နဲ့ဖတ်မယ်ယဇီကို page နဲ့ဖတ်မယ်တန်ဝင်းနဲ့မဖတ်ရဝန်နဆဘ်ဇဘရရဲ့အခြေအနေမှာရာအိုတူယဇီဒါဖတ်နော်ယဇီဒန်ဆိုရင်မာယဇီဒန်ဆိုရင်မာနော်ရာအိတူယဇီဒါဘီနစဘီယဇီကိုဇဘရနဲ့ဖတ်ရမယ်ဘီဒူနီတန်ဝင်းမပါရဒူနီယာအဲ့ပဲမပါရအဲ့တော့ဘီဒူနီတန်ဝင်းမပါရဝလ်ဂျာဇီရီရဲ့အခြေအနေမှာဆလမ်တူကျွန်တော်ဆလမ်ပေးတယ်ကျွန်တော်ဆလမ်ပေးတယ်အလလာကဇီးပေးတဲ့စလုံးအလာကဖေလ်မူဇာရီကိုဇီးပေးတဲ့စလုံးအလာအစအာဒနော်ဂိုင်မွန်ဆိုရဖြစ်တဲ့အတွက်ကြောင့်ဇီးရဲ့အခြေအနေမှာဇဘာနဲ့ဖတ်မယ်ဘီဂျရီအစအဒ်ကတဲ့ဇီးရဲ့အခြေအနေမှာရှိတယ်ဘီလ်ဖတ်ဟီဘာနဲ့ဖတ်မလဲဖတ်ဟာနဲ့ဖတ်မယ်နယာဘတန်ဆိုတာအနိလ်ကစရာရဲ့ကိုစားကစရာရဲ့နေရာမှာဇီးရဲ့နေရာမှာအစအဒ်ကိုဇီးနဲ့မဖတ်ဘဲနဲ့ဇဘာနဲ့ပဲဖတ်နော်အဲ့တော့ဒါအခုကျွန်တော်တို့ဖတ်လိုက်တာဘာပြီးတော့လဲဆိုတော့ism alam နဲ့ wazn fi'l နဲ့ပေါင်းနော်အတူတကွလာတဲ့အကြောင်း alam နဲ့ wazn fi'l နဲ့လာတဲ့အကြောင်းပြီးသွားပြီဒီတစ်ခုပြီးသွားပြီနံပါတ်1က al alam ဆိုတာက alam နဲ့ al muannas ကျွန်တော်ခုနပြောခဲ့တဲ့ထဲမှာလည်းပါတယ် alam နဲ့ muannas နဲ့ပေါင်းတယ်အဲ့တော့ဂိုင်မွန်ဆရဖ်ရဲ့ sabab တစ်ခုထဲမှာဘာပါလဲဆိုတော့ tanis ပါတယ်နော် muannas ဖြစ်ခြင်းပါတာဖြစ်တဲ့အတွက်ကြောင့် al alamul ismi alam က al muannas ဆိုသူက muannas ဖြစ်တယ် al makhtum ဆိုတာဆုံးတယ် bita'i tanis ရဲ့တာနဲ့ဆုံးတယ်တဲ့ tanis ရဲ့တာနဲ့ဆုံးတယ် sawan akana tanis haqiqiyan aw lafziyan အဲ့ဒီ tanis က haqiqi ပဲဖြစ်ဖြစ် lafzi ပဲဖြစ်ဖြစ် tanis က haqiqi ပဲဖြစ်ဖြစ် lafzi ပဲဖြစ်ဖြစ်ဆိုတော့ tanis ကဘယ်လိုမျိုး tanis ပဲဖြစ်ဖြစ်နော် tanis ရဲ့ haqiqi ဆိုတာကသူကဘာလဲဆိုတော့ဒီ tanis က lafzi ပဲဖြစ်ဖြစ်အခုနပြောသလိုပါလဲhaqiqi ပဲဖြစ်ဖြစ်တဘောကသူ့ရဲ့စန့်ကျင်ဘက်မှာဘာလဲတက်ရှိဘာလဲမုဇကာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘယ်လိုမျိုး tanis ပဲဖြစ်ဖြစ်ဒီဘယ်သူနဲ့အတူတူလဲနော်ဒီအဲ့တော့ tanis ရဲ့ haqiqi ဆိုတာကသူ့ရဲ့စန့်ကျင်ဘက်မှာတက်ရှိဒီရှိတယ်ကျွန်တော်တို့အဖို့ရှိတယ်အဲ့ဒါကိုဘာခေါ်လဲ tanis haqiqi လို့ခေါ်တယ် tanis lafzi ဆိုတာကသူ့ရဲ့စန့်ကျင်ဘက်မှာတက်ရှိအဖို့မရှိဘူးနော် tanis haqiqi ဆိုတာသူ့ရဲ့စန့်ကျင်ဘက်မှာတက်ရှိအဖို့ရှိတယ်ဥပမာဖြင့်ဒါဆိုရင်လူနဲ့တိရစ္ဆာန်တွေပေါ့လူမှာဆိုရင်ယောက်ျားလေးရှိတယ်မိန်းကလေးရှိတယ်အဲ့ဒါကိုဘာခေါ်လဲ tanis အဲ့တော့မိန်းကလေးကို tanis haqiqi လို့ခေါ်တယ်ထိုနည်းကောင်ပဲတိရစ္ဆာန်တွေမှာဆိုရင်လည်းအဖို့အမရှိတယ်နော်ဂျင်းတွေမှာလည်းအဖို့အမရှိတယ်ဒါကိုဘာခေါ်လဲ tanis haqiqi နောက်တစ်ခုကတော့ဘာလဲဆိုတော့တက်မဲ့တွေမှာ muannas ဖြစ်တယ်ကျွန်တော်တို့နော်ဒီအမဖြစ်တယ်ဆိုရင်သူ့ကိုဘာခေါ်လဲသူ့ရဲ့စန့်ကျင်ဘက်မှာကဒီတက်ရှိနော်ဒီအဖို့မရှိတဲ့အတွက်ကြောင့်သူ့ကိုဘာခေါ်လဲ tanis lafzi လို့ခေါ်တယ်အဲ့တော့အဲ့ဒီ ismi alam ကတဲ့သူကဘာနဲ့ဆုံးလဲဆိုတော့
တာနီစ်နဲ့ဆုံးတယ်အဲ့တော့ပြောချင်တာတာနီစ်နဲ့ဆုံးတယ်ဆိုရင်ဒီ ismi alam မှာကသူကဟိုခိုင်မုစရဘ်ရဲ့ sabab ကဘယ်နှခုဖြစ်သွားမလဲဆိုတော့ ismi alam ရဲ့တာနီစ်ရဲ့နှစ်ခုဖြစ်သွားပြီနော် ismi alam ရဲ့တာနီစ်ရဲ့နှစ်ခုဖြစ်သွားပြီဆိုတော့သူကခိုင်မုစရဘ်ဖြစ်ပြီအဲ့တော့အဲ့ဒီတာနီစ်က حقيقي ပဲဖြစ်ဖြစ် lafzi ပဲဖြစ်ဖြစ် مثال المؤنث الحقيقي المختوم بالتاء مؤنث حقيقي ရဲ့ဥပမာသူကဘာနဲ့ဆုံးလဲဆိုတော့တာနဲ့ဆုံးတယ် المختوم ရဲ့ပဲဆုံးတာ مثال المؤنث الحقيقي المختوم بالتاء တဘောကနောက်ဆုံးမှာတာနဲ့ဆုံးတဲ့ مؤنث حقيقي ရဲ့ဥပမာ فاطمة ဆိုတာဒါအမျိုးသမီးရဲ့နာမည်ဒါပေမဲ့သူ့ရဲ့စန့်ကျင်ဘက်မှာယောက်ျားလေးရှိတာဆိုတော့ယောက်ျားလေးရှိတယ်လေအဲ့ဒါဆိုရင်ဒီ مؤنث ကိုဘာခေါ်လဲ مؤنث حقيقي လို့ခေါ်တယ်ထိုနည်းလည်းနောက်တစ်ခုက Aisha ကလည်းပဲမိန်းကလေးပဲသူ့ရဲ့စန့်ကျင်ဘက်မှာဘာရှိလဲဘာလဲဒီတက်ရှိအမျိုးသားရှိတယ်မက္ကာကဘသူရဲ့ပမာလဲဆိုတော့ مؤنث ဘာလဲဆိုတော့ lafzi နော်သူ့ရဲ့စန့်ကျင်ဘက်မှာဘာမရှိဘူးလဲဆိုတော့တက်ရှိမရှိဘူးနော်အဲ့တော့အောက်မှာ तू က مؤنث lafzi မှာကကျွန်တော်အခုပြောခဲ့တဲ့ مؤنث lafzi က مؤنث lafzi ကအောက်မှာကျွန်တော်အောက်မှာ तू ပြောမဲ့ဟာနဲ့နည်းနည်းစန့်ကျင်ဘက်ဖြစ်သွားလိမ့်အဲ့တော့အမောက်သွားလို့မလို့ရမရဘူးနော်ကျွန်တော်ခုနပြောတဲ့ مؤنث حقيقي ဆိုတာသူ့ရဲ့စန့်ကျင်ဘက်မှာတက်ရှိတယ်လို့ပြောတယ် مؤنث lafzi ဆိုတာမရှိဘူးလို့ပြောတယ်ဒါတာရီဖ်တစ်ခုဒါပေမဲ့ဒီမှာကစာဒီကျမ်းရှင်ကသူကဘာပြောထားလဲဆိုတော့အောက်မှာရောက်တော့ဘာလဲအောက်မှာ واللفظ معاوية طلحة أسامة လို့ပြောတယ်အဲ့တော့ तू ပြောခြင်းနဲ့ဒီ مؤنث ကဒီမှာပြောတဲ့ حقيقي နဲ့ lafzi ကနေပြီးတော့ကျွန်တော်ပြောတဲ့ तारीफ ကို तू ပြောနေတာမဟုတ်ဘူးနော်ကျွန်တော်ပြောတဲ့အခုနပြောတဲ့တက်ရှိကသူ့ရဲ့စန့်ကျင်ဘက်မှာတက်ရှိလို့ရှိရင်မရဘူးပတ်စတင်နေတယ်လေတော့သူ့ရဲ့စန့်ကျင်ဘက်မှာနော်ဒီ muzakkar ရှိတယ်ဆိုရင်ကျွန်တော် hakiki လို့ပြောခဲ့တယ်မရှိဘူးဆိုရင် lafzi လို့ပြောတယ်ဒါပေမဲ့ဒီကျမ်းရှင်က तू ပြောတာကအဲ့ဒီ तारीफ ကိုပြောတာနော်အဲ့တော့ဒီမှာ तू ဘာပြောနေတာလဲဆိုတော့ hakiki ဆိုတာ तू ကတကယ်ပဲ तू က muannath ဖြစ်တယ်လို့ပြောတယ်အဲ့တော့ Fatima ဒီမိန်းကလေးဖြစ်တယ်ဒါအမဖြစ်တယ် Aisha ကလည်းမိန်းကလေးဖြစ်တယ်အမဖြစ်တယ်မက္ကာကလည်းသူ့မှာတာအဝိုင်းပါတယ်တာအဝိုင်းပါတဲ့အတွက်ကြောင့် तू ကလည်း muannath ဖြစ်တယ်လို့ပြောတယ်သဘောပေါက်တယ်နော် lafzi ဆိုပြီးတော့ဒီကျမ်းရှင်ကဘာပြော lafzi ဆိုတာက तू ကစာလုံးအားဖြင့်တော့ तू က muannath ရဲ့သင်္ကေတပါတယ်ဒါပေမဲ့အမှန်တကယ် तू က muannath မဟုတ် तू ပြောခြင်းနဲ့ဒီမှာပြောတဲ့ hakiki နဲ့ lafzi ကအဲ့ဒါကိုပြောတယ်နော်အောက်မှာ तू ပြောတဲ့ muawiya စလုံးအဖြစ်တော့ muannath ဖြစ်တယ်ဒါပေမဲ့ muawiya ဆိုတာယောက်ျားလေးနာမည်လားမိန်းကလေးနာမည်လားဆိုတော့ယောက်ျားလေးနာမည်နော်အဲ့တော့ muawiya ဆိုတာယောက်ျားလေးနာမည်ဖြစ်တယ်မိန်းကလေးနာမည်မဟုတ်ဘူးထိုနည်းကောင်းမဲ့ talha ကလည်း muannath ရဲ့သင်္ကေတပါလားဆိုတော့ပါတယ်ဒါပေမဲ့ muannath ပေါ်မှာသုံးလားဆိုတော့မသုံးဘူးဘယ်မှာပဲသုံးလဲဆိုတော့ muzakkar ပေါ်မှာပဲသုံးတယ်နော်ထိုနည်းကောင်းမဲ့ usama ကလည်းပါတယ်ဆိုတော့ muannath ဖြစ်တယ်muannath lafzi ဖြစ်တယ်စလုံးအရာတော့ muannath ဖြစ်ပေမဲ့ဒါပေမဲ့သူ့ကို muannath အနေနဲ့သုံးလားဆိုတော့မသုံးဘူးဘာပဲသုံးလဲသူက muzakkar ပဲဖြစ်တယ်အဲ့တော့ဒီမှာပြောတဲ့ hakiki ဆိုတာကတကယ်အမှန်တကယ် muannath ဖြစ်တယ်ဥပမာအပြင် Fatima Aisha မက္ကာနော်မက္ကာက muannath ဖြစ်တယ်နောက်တစ်ခုက lafzi အောက်မှာပြောwa minhu qawluhu ta'ala အဲ့တော့အလ္လာဟ်ရှင်မြတ်တခင်အမိန့်တော်မူတယ်ဒါပမာပေးတယ် inna awwala baytin wudi'a lin-nasi lalladhi bi bakkata ဘက္ကာဆိုတာမက္ကာကိုပြောတာနော်မက္ကာက तू ကမြို့တစ်မြို့ရဲ့နာမည်ဖြစ်တယ်အဲ့ဒါကြောင့် तू က ismi alam ဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ तू ကသူ့မှာတာအဝိုင်းပါတယ် muannath ရဲ့သင်္ကေတကျွန်တော်ဟိုတနေ့ကပြောတဲ့၃ခုအနက်ကတာအဝိုင်းပါတယ်တာအဝိုင်းပါတဲ့အတွက်ကြောင့်နော်
သူကဘာဖြစ်လဲဆိုတော့ muannas ဖြစ်တယ်အဲ့တော့ ma'rifa နဲ့ muannas နဲ့ပေါင်းတဲ့အတွက်ကြောင့် ghair munsarif ဖြစ်တယ်နော်သဘောပေါက်ပြီနော်အဲ့တော့ဒီမှာ b harf jar ဇေပေးတဲ့စလုံးဝင်တယ်ဇေပေးတဲ့စလုံးဝင်တော့လည်းပဲသူက ghair mun ဘာလဲဒီတာကဘိဘတ်ကတမှာရှိတဲ့တာကဇေနဲ့မလာဘဲနဲ့ဇဘရနဲ့လာတယ်ဘာကြောင့်လဲဆိုတော့ ghair munsarif ဖြစ်တယ် ghair munsarif ဖြစ်တဲ့အတွက်ကြောင့်ဇေရဲ့နေရာမှာဇေရဲ့အစားမှာဘာလာလဲဆိုတော့ဇဘရလာနော်ရပြီနော်အဲ့တော့ للذي ببكة مباركا وهدى للعالمين فكلمة بكة بكة ဆိုတဲ့စလုံးဒီတဲ့ علم اسم علم ဖြစ်တယ် مؤنث مؤنث ဖြစ်တယ် ممنوع من الصرف အဲ့တော့သူမှာ سبب ကဘယ်နှခုပါလဲ علم လည်းပါတယ် مؤنث လည်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သူက غير منصرف ဖြစ်တယ် ومثال العلم المؤنث تانيثا معنويا تانيث معنوي ပေါ့နော် معنا သူ့ကိုဘာပြောလဲ مؤنث လို့ပြောတယ် تانيث ဒီကလေးကိုချက်တော့လုပ်ပေးတယ်မှာခဏခဏဒါပဲလာလုပ်ခိုင်းတယ်မစတင်လို့မဖြစ်တာနီစီမာနဝီရဲ့တာနီစီမာနဝီဆိုတာမာနန်သူကဂိုင်းမဘာလဲမွန်နက်ရဲ့တင်ကိတာမပါဘူးမပါတော့ညာလည်းပဲသူ့ကိုဘာလို့တတ်မှတ်လဲမွန်နက်လို့တတ်မှတ်တယ်အဲ့ဒါကိုဘာခေါ်လဲတာနီစီမာနဝီလို့ခေါ်တယ်အဲ့တော့ဥပမာအဲ့ထဲမှာပါလဲကျွန်တော်ဟိုတနေ့ကလည်းအဲ့ဒါတွေပြောခဲ့တယ်တာနီစီမာနဝီတွေနော်ဟိုအမျိုးသမီးတွေအတွက်ခေါ်တဲ့နာမည်တွေနော်မရိယမ်တို့ဇိုင်နတ်တို့ဆူအာတ်တို့ဟိုဆာအတ်ကတော့ယောက်ျားလေးနာမည်ပေါ့နော်ဒီဆူအာတ်ဆိုတဲ့နာမည်ကဒါဟာမင်းကလေးနာမည်ဖြစ်တယ်အဲ့တော့ဒီမှာမရိယမ်တို့ဇိုင်နတ်တို့ဆူအာတ်တို့မှာဂိုင်မွန်ဆိုရပြနေမွန်နက်ရဲ့တင်ကြတာပါလားဆိုတော့မွန်နက်ရဲ့တင်ကြတာမပါဘူးမပါဘူးတော့ညာလည်းပဲသူ့ကိုဘာပြောလဲမွန်နက်ပြောတယ်အဲ့ဒီတော့ကြောင့်အဲ့ဒီမွန်နက်ကိုဘာခေါ်လဲမွန်နက်စီမာနဝီလို့ခေါ်တယ်အဲ့တော့မွန်နက်စီမာနဝီဒီလည်းပဲခုနပြောသလိုဂိုင်မွန်ဆိုရပြရဲ့စဘဖြစ်နိုင်တယ်နော်ဝလ်လဖဇီအဲ့တော့ခုသူဝလ်လဖဇီမွန်နက်စီလဖဇီရဲ့ပမာကမစ္စလူမူအာဝီယာဖြစ်တယ်တွလာဟာဖြစ်တယ်ဥဆာမာဖြစ်တယ်အဲ့တော့သူကလဖဇန်နော်မူအန်နတ်ပေါ့ဒါပေမဲ့မာနန်ကသူကဘယ်ပေါ်မှာသုံးလဲဆိုယောက်ျားလေးပေါ်မှာသုံးတဲ့အတွက်ကြောင့်သူကမူအန်နတ်လို့မဟုတ်ဘူးဒါပေမဲ့စလုံးအရာကတာဝိုင်းပါတယ်အဲ့ဒါကြောင့်သူကမူအန်နတ်ဖြစ်တယ်အဲ့ဒါကြောင့်သူ့ကိုဘာပြောလဲဆိုတော့မူအန်နတ်စီလဖဇီလို့ပြောတယ်အဲ့တော့အဲ့ဒီမူအန်နတ်ဖြစ်တယ်ဆိုရင်ရပြီမူအန်နတ်စီလဖဇီပဲဖြစ်ဖြစ်မူအန်နတ်စီမာနဝီပဲဖြစ်ဖြစ်ကျွန်တော်ခုနအပေါ်မှာပြောခဲ့တဲ့မူအန်နတ်စီဟကီကီပဲဖြစ်ဖြစ်ဘယ်လိုမျိုးမွန်နတ်ပဲဖြစ်ဖြစ်မွန်နတ်ရဲ့သင်္ကေတကျွန်တော်ရှေ့မှာ၃ခုပြောခဲ့တယ်ဂိုလ်တာရဲ့အလီဖ်မက်ဆူရာရဲ့အလီဖ်မမ်ဒူဒါရဲ့နော်အဲ့ဒီ၃ခုပါပြီဆိုရင်အခုနပြောတဲ့ဒီမွန်နတ်ဟကီကီပဲဖြစ်ဖြစ်မွန်နတ်လဖဇီပဲဖြစ်ဖြစ်ဘယ်လိုမျိုးမွန်နတ်ပဲဖြစ်ဖြစ်ဒီအားလုံးဒီဂိုင်မွန်ဆိုရဖီရဲ့စဘတ်ဖြစ်စေတဲ့ထဲမှာအကျုံးဝင်အဲ့တော့ဒီအခုကျွန်တော်ပြောခဲ့တဲ့ပမာတွေမွန်နတ်စီမာနဝီမှာလဲမရိယမ်တို့ဇိုင်နပ်တို့ဆူအာတ်တို့ဆိုတာကလူနာမည်တွေဖြစ်တဲ့အတွက်ကြောင့်အစ္စမီအလမ်လည်းဖြစ်တယ်မင်္ဂလိနာမည်တွေဖြစ်တဲ့အတွက်ကြောင့်သူကမွန်နတ်လည်းဖြစ်တဲ့အတွက်ကြောင့်ဂိုင်မွန်ဆိုရဖြစ်တယ်နံပါတ်2ကမူအာဝီယာတွလဟာဥဆာမာဒါတွေကလည်းပဲသူကမွန်နတ်ဗာလဲတာနီစီလဖဇီဖြစ်တယ်နောက်တစ်ခုကလူနာမည်တွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အစ္စမီအလမ်နဲ့တာနီစ်နဲ့ပေါင်းတဲ့အတွက်ကြောင့်ဂိုင်မွန်ဆိုရဖြစ်တယ်နော်အောက်ချက်ကြည့်فإذا كان العلم المؤنث المجرد من تاء التانيث ثلاثيا အချာဒါနည်းနည်းရှိတော့နော်အဲ့တော့ကျွန်တော်ဒီအထိပဲထားလိုက်ဒီမှာပြောရင်အောက်အများကြီးပြောอ่ะနော်အဲ့တော့အခုကျွန်တော်အခုဒါတစ်ခုပြီးသွားပြီတစ်ခုကဘာလဲဆိုတော့ ismi alam နဲ့ wazni fi'il နဲ့အကြောင်းပြီးသွားပြီ ismi alam နဲ့ wazni fi'il နဲ့ပေါင်းတဲ့အကြောင်း inshallah အဲ့ဒီဥပမာလေးတွေကျွန်တော်ပို့ပေးမယ်နောက်တစ်ခုက ismi alam နဲ့ tanis နဲ့တွဲတဲ့အကြောင်းအဲ့ဒီနှစ်ခုဒါ ghaib munsarif ရဲ့ sabab 9ခုအနက်က ismi alam နဲ့ wazni fi'il တွဲတဲ့အကြောင်းပြီးသွားပြီနောက်တစ်ခုက ismi alam နဲ့ tanis နဲ့တွဲတဲ့အကြောင်းပြီးသွားပြီအဲ့ဒါတွေကိုဟိုtatbiq လောက်ထားတဲ့ကျွန်တော်စာမျက်နှာလေးကိုကျွန်တော်ပို့ပေးလိုက်နော်မန်ဆာဟိုနည်းနည်းတော့မိတ်ဆက်ပေးပါဟိုဘက်ကဆရာတွေလည်းသိသွားअस्सलाम वालेकुम रहमतुल्लाह ဝါလိမ်ဆလာမ် ကျွန်တော်က Warahmatullahi ကျွန်တော်နာမည်ပြေဆုံးကမာလူဒင်းပေါ့ကျွန်တော်ကဒီ
88မှာဆိုတဲ့ game မှာ habis ပြီးတယ် ဂျီ 90နဲ့96မှာကျတော့ကျွန်တော်တို့ Sofia မှာ Farid ဖြစ်တာပေါ့နော် ဂျီ အခြေခံကတော့ကျွန်တော်88မှာ habis ပြီးတယ်ကျွန်တော်တင်ငန်းည habis မှာ sub မှာ habis မှာကြောင်းမှာကျွန်တော်တို့အခြေခံဖတ်တယ် ဂျီ အဲဒီ Sofia ရောက်သွားတယ် ဂျီ Sofia